ဧကရမင်းမြတ်ဟာလူတစ်ယောက်ကနေအပြာရောင်မျက်ရည်တွေစီးကျလာတာကိုသူ့မျက်စိနဲ့တက်အပ်မြင်တွေ့လိုက်ရတဲ့အခါကျမှသာကွယ်လွန်သူပူရောဟိတ်ကြီးရဲ့ဟောကိန်းဟာတကယ်မှန်ကန်ကြောင်းသဘောပေါက်သွားပါတော့တယ်ပူရောဟိတ်ကြီးမကွယ်လွန်ခင်ကအပြာရောင်မျက်ရည်စီးကျတဲ့မိန်းကလေးတစ်ယောက်သာမိဖုရားခေါင်းကြီးဖြစ်လာရင်တိုင်းပြည်ဟာနှစ်ပေါင်းရာချီပြီးစီပင်ဝပြောလိမ့်မယ်လို့ဟောကိန်းထုတ်ခဲ့တာပါတိုင်းပြည်ရဲ့အနာဂတ်အတွက်ကြောင့်ဧကရမင်းမြတ်မှာလက်ရှိမိဖုရားခေါင်းကြီးကိုယာရုကနေဖယ်ရှားဖို့ကလွယ်ပြီးအခြားရွေးချယ်စရာမရှိခဲ့ပါဘူးဒါကြောင့်မိဖုရားခေါင်းကြီးမေရီတယောက်တိုင်းပြည်အတွက်ဆူတောင်းမြတ်တာပို့တပူတစ်နှစ်ကြာတွားရောက်ခဲ့ပြီးနောက်နန်းတော်ကိုပြန်ရောက်လာတဲ့အခါမှာတော့သူမဟာယာရုကနေဖယ်ရှားခံလိုက်ရပြီးအရက်သူတယောက်နဲ့အစားထိုးခံလိုက်ရပြီးဖြစ်ကြောင်းသိလိုက်ရပါတယ်။အဲ့ဒီအရက်သူမကလည်းကိုဝင်မရှိနေပြီဖြစ်ပါတယ်။ဧကရမင်းမြတ်ရဲ့စင်ကြေကတော့သူသားသူမအပေါ်အချစ်မပြတ်တဲ့မိဖုရားခေါင်းကြီးဆိုတဲ့ဘွဲအမိကအဆောင်ရောင်တက်တာဖြစ်တယ်လို့ဆိုပါတယ်။မေရီကတော့အငင်းပွားမနေခဲ့ပါဘူး။သူမကတိုင်းပြည်ရဲ့အနာဂတ်အတွက်ဆိုရင်ဒီယာရုကနေလူလားဖယ်ပေးဖို့အသင့်ရှိတယ်လို့ပြောပါတယ်ဒါကိုကြားတော့မေတော်ကြီးကမေရီအနေနဲ့သူမယူဆောင်လာခဲ့တဲ့တောင်ရန်ချင်းလက်ဆောင်တက်တာအလုံး120ကိုပြန်ယူသွားနိုင်ပေမဲ့ဖိနစ်ကိုကောင်တစိမ့်တုံးကိုတော့နန်းတော်မှာခြံထားခဲ့ရမယ်လို့ပြောပါတယ်တကယ်တော့မေရီဟာတိုင်းပြည်ရဲ့အချမ်းသာဆုံးမိသားစုရဲ့သမီးတော်ဖြစ်ပြီးသူမမိသားစုရဲ့ဩဇာအာဏာကတိုင်းပြည်ရဲ့တဝက်လောက်ထိလွှမ်းမိုးထားတာဖြစ်ပါတယ်အဲ့ဒီတုန်းကကုန်တဲ့အလုံးကိုအမိတ်ပေးစေခိုင်းနိုင်တာကဒီဖိနစ်ကိုကောင်တစိမ့်တုံးပဲဖြစ်ပါတယ်အဲ့ဒီတစိမ့်တုံးကြောင့်ပဲတိုင်းပြည်ပန်းဓာတ်တိုက်3နှစ်စာလိုအပ်ချက်တွေကိုဖြည့်ဆည်းပေးနိုင်ခဲ့ပြီးဧကရမင်းမြတ်ရဲ့ထီးနှန်းကိုလည်းအကာအကွယ်ပေးနိုင်ခဲ့တာပါမေရီကဒါကိုလွှဲပြောင်းပေးဖို့သဘောတူပေမဲ့တတ်မှတ်ချက်2ခုကိုတော့အပြန်အလှန်တောင်းဆိုခဲ့ပါတယ်ပထမတစ်ခုကတော့ဧကရမင်းမြတ်အနေနဲ့သူမကိုကွာရှင်းစာချုပ်ရေးပေးရပါမယ်သူမဟာနန်းတော်ကနေထွက်ခွာသွားမှာဖြစ်ပြီးတော်ဝင်မိသားစုနဲ့ပတ်သက်သမျှအဆက်အသွယ်အားလုံးကိုဖျက်တောက်မှာဖြစ်ကအဲ့ဒီအချိန်ကစလို့သူတို့နှစ်ယောက်ဟာကိုလန်းကိုရှောက်ကြမှာဖြစ်ပါတယ်ဒုတိယတစ်ခုကတော့သူမခေါ်ဆောင်လာခဲ့တဲ့အစီကံမှန်သမျှကိုအားလုံးပြန်ခေါ်သွားမှာဖြစ်ပါတယ်မေတော်ကြီးကတော့ချက်ချင်းပဲသဘောတူလိုက်ပါတယ်ဘာပဲဖြစ်သူတို့ကနှိမ့်ကြတဲ့အစီကံတွေပဲဟာလေဒါကြောင့်သူမကဧကရမင်းမြတ်ကိုကွာရှင်းစာချုပ်ချက်ချင်းရေးပေးဖို့အမိန့်ပေးလိုက်ပါတယ်ဒါပေမဲ့သူတို့အားလုံးမသိခဲ့တာကတိုင်းပြည်စီပင်ဝပြောရခြင်းရဲ့တကယ်အကြောင်းရင်းအစစ်အမှန်ကမေရီကြောင့်သာဖြစ်ပြီးပူရောဟိတ်ကြီးရဲ့ဟောကိန်းဆိုတာကလည်းခြားစားနေတဲ့အရာရှိတွေရဲ့လက်ထိုးမှုကြောင့်ထွက်ပေါ်လာခဲ့တာဖြစ်တယ်ဆိုတာပါပဲကွာရှင်းစာချုပ်ကိုရရှိပြီးတဲ့နောက်မေရီကစာချုပ်ကိုဝိယုံနဲ့တေးသေးချာချာထည့်သိမ်းလိုက်ပါတယ်ဖိနစ်ကိုကောင်တစိမ့်တုံးကိုချထားခဲ့ပြီးတဲ့နောက်သူမဟာလှည့်ထွက်သွားခဲ့ပါတော့တယ်အဲ့ဒီနောက်မေရီကပစ္စည်းတွေတင်ဆေးဖို့အခန်းထဲကိုပြန်လာခဲ့ပါတယ်။ဧကရမင်းမြတ်ကသူမကိုလက်ထပ်ခွင့်တောင်းစဉ်ကပေးခဲ့တဲ့ချစ်သက်တဲ့ကြောက်စိမ့်ဆွဲပြားလေးကိုကြည့်ရင်အခုချိန်မှာတော့တော်ဝင်မိသားစုနဲ့ပတ်သက်တဲ့အရာမှန်သမျှကိုသူမမလိုချင်တော့ပါဘူး။အဲ့ဒီညမှာပဲဧကရမင်းမြတ်လည်းအရက်တွေအလွန်အကျွံတောက်နေခဲ့ပါတယ်။သူ့ရဲ့စိတ်ထဲမှာတော့မေရီကိုချစ်နေတော့မဖြစ်ပေမဲ့ရာဇပလင်နဲ့သူချစ်တဲ့မိန်းကလေးနှစ်ခုတည်းကတစ်ခုကိုသာရွေးချယ်ခဲ့ရတာဖြစ်ပါတယ်။ဒါကြောင့်သူကမေရီစီကိုနောက်တစ်ကြိမ်လာရောက်ပြီးနန်းတော်မှာသာဆက်နေမယ်ဆိုရင်မိဖုရားခေါင်းကြီးတယောက်လိုပဲဆက်ပြီးဆက်ဆံပေးမယ်လို့ပြောပါတယ်နောက်ထပ်ကစားကွက်တစ်ခုရဲ့ရုပ်သေးရုပ်အဖြစ်မခံချင်တော့တဲ့မေရီကတော့ပြက်ပြက်တသားပဲညှင်းပွားလိုက်ပါတယ်။အဲ့ဒီအချိန်မှာဧကရမင်းမြတ်ကသူမဟာချစ်သက်တဲ့ကြောက်စိမ့်ဆွဲပြကိုခြံထားခဲ့တာကိုသတိထားမိသွားပြီးချက်ချင်းပဲဒေါသပေါက်ကွဲပါတော့တယ်။မေရီရဲ့အကြောင်းပြချက်ကတော့ရှင်းပါတယ်။ဒီကြောက်စိမ့်ဆွဲပြကတော်ဝင်လက်ဆောင်ဖြစ်ပြီးသူမကတော်ဝင်မိသားစုဝင်မဟုတ်တော့တဲ့အတွက်ယူဆောင်သွားရင်စီကံဖောက်ဖျက်ရရောက်မှာစိုးလို့ပါဒေါသအိုးပေါက်ကွဲသွားတဲ့ဧကရမင်းမြတ်ကကြောက်စိမ့်ဆွဲပြကိုကြမ်းပြင်ပေါ်ရိုက်ခွဲပစ်လိုက်ပြီးလှည့်ကြည့်ုံမျှပင်မကြည့်တော့ပဲလှည့်ထွက်သွားခဲ့ပါတော့တယ်။နောက်တနေ့မနက်အစောပိုင်းမှာမေရီကပစ္စည်းအလုံးကိုတင်ဆက်ပြီးနန်းတော်ကနေထာဝရထွက်ခွာဖို့ပြင်ဆင်ပါတယ်ဒီနေ့ကစပြီးသူမဟာနောက်ဆုံးတော့လွတ်လပ်ခွင့်ရရှိတော့မှာပါဒါပေမဲ့မိဖုရားခေါင်းကြီးအစ်စ်ကတော့သူမကိုဒီအတိုင်းလွယ်လွယ်နဲ့လွတ်ပေးဖို့အစီအစဉ်မရှိပါဘူးမေရီတယောက်တော်ဝင်ပစ္စည်းတွေကိုခိုးထုတ်သွားခြင်းမရှိစေရအောင်ဆိုပြီးအဲ့ဒီနေရာမှာတင်ကိုခန္ဓာကိုရှာဖွေစစ်ဆေးဖို့အမိန့်ပေးလိုက်ပါတယ်အန်တိုနက်ကမေရီဟာနန်းတော်ကနေထွက်သွားရင်တောင်ကွယ်လွန်သူဧကရမင်းမြတ်ကိုယ်တိုင်ပေးသနာထားတဲ့မြင့်မြတ်တဲ့ပွဲဆောင်ရောင်ရှိနေသေးတာကြောင့်ဒီမိမဆိုးတွေအနေနဲ့သူမရဲ့ကိုခန္ဓာကိုထိပါခွင့်မရှိဘူးလို့ပြောပါတယ်ဒါပေမဲ့မိဖုရားခေါင်းကြီးအစ်စ်ကတော့မေရီဟာဒီနန်းတော်တိုင်းပြင်ပရောက်တာနဲ့တာမန်ရက်သူပဲဖြစ်တယ်လို့ပြောပြီးချက်ချင်းရှာဖွေဖို့အမိန့်ပေးပါတယ်အန်တိုနက်ကသူမရဲ့တခင်မောက်ကိုကာကွယ်ဖို့ကြိုးစားခဲ့ပေမဲ့အထင်းတော်ကြီးယုံကသူမကိုတေလူမတက်ရိုက်ခိုင်းလိုက်ပါတယ်မေရီလည်းချက်ချင်းပဲစိတ်မထိန်နိုင်တော့ပဲခေါင်းထိုးဆန်ထိုးနဲ့အထင်းတော်ကြီးယုံရဲ့လက်ဖွားကိုစိုက်ဝင်အောင်ထိုးပစ်လိုက်ပါတော့တယ်ဒီအဖြစ်အပျက်ကမိဖုရားခေါင်းကြီးအစ်စ်နဲ့ဧကရမင်းမြတ်ထံကိုချက်ချင်းရောက်ရှိသွားပါတယ်။တွေးထွက်တန်ယူမြင်ကွင်းကိုမြင်လိုက်ရတဲ့အခါပရိယေများတဲ့မိမကမေရီဟာသူမရဲ့ပိဋိတ်ခံပွဲအခမ်းအနားတွင်မှာတွေးမြင်ကြအောင်လုပ်ခဲ့တာဖြစ်လို့ဒါဟာတိုင်းပြည်ရဲ့အနာဂတ်ကိုချိန်စာတိုက်တာပဲလို့ချက်ချင်းဆွဆွဲပါတော့တယ်။တိုင်းပြည်ရဲ့အနာဂတ်အရေးကိုကြားလိုက်ရတဲ့အချိန်မှာပဲဧကရမင်းမြတ်ဟာမေရီဘက်ကဘာစင်ချီကိုမှနားမထောင်တော့ပဲသူမကိုအနီးနားကလက်ရန်စီကိုကြမ်းကြမ်းတန်းတန်းတွန်းပစ်လိုက်ပါတယ်။သူမကိုမနာလိုဝင်တို့စိတ်ပြင်းထန်ပြီးရက်ဆက်တက်တဲ့မိမတယောက်လိုပဲသူကထင်မြင်သွားခဲ့တာပါ။အဲ့ဒီအချိန်မှာပဲမေရီဟာအမှန်တရားအလုံးကိုနောက်ဆုံးတော့မြင်သွားခဲ့ပါပြီ။သူလိုရှိတဲ့အင်ပါယာနိုင်ငံတော်ကြီးကိုသူမရဲ့မိသားစုအာဏာနဲ့ကာကွယ်ပေးခဲ့တာဖြစ်တယ်လို့သူမလိုချင်တော့တဲ့မိဖုရားခေါင်းကြီးယာတုကိုလည်းသူမကဆွတ်လွတ်ပေးခဲ့ပြီးပါပြီ။အခုတော့သူကပရိယေများတဲ့မိမကိုအလိုလိုက်ပြီးဒီလိုနှိမ့်ကြတဲ့မိမဆိုးတွေနဲ့သူမရဲ့ကိုယ်ခန္ဓာကိုရှာဖွေစစ်ဆေးစေကအဆက်ခွဲခွင့်ပေးခဲ့ပါတယ်။ဒါကြောင့်မေရီကတော့သူမပေးဆက်ခဲ့သမျှအရာအလုံးကိုပြန်လည်သိမ်းပိုက်ဖို့အတွက်ပြက်ပြက်တသားဆုံးဖြတ်လိုက်ပါတော့တယ်